ဒီညီမလေးမေးထားတဲ့မိကွန်းလေးတွေကိုဖြည့်ပေးပါမယ်ဒီညီမလေးမေးထားတဲ့မိကွန်းကကျွန်တော်တို့ထန်းနပင်မျိုးနဲ့ပေါက်တန်းမှာတက်ဆင်ပေးထားတဲ့ကျွန်တော်တို့38 CD သုံးလုံးမကြီးကွေနဲ့ပေါ့နော်အဲ့ဒါတက်ထားတဲ့ဗီဒီယိုဖိုင်ရဲ့အောက်မှာ comment လေးနဲ့ပေးထားတာပါ1 square feet ဘယ်လောက်လဲတဲ့ကျွန်တော်တို့အဲ့မှာတက်ဆင်ပေးထားတဲ့ဥစ္စာက38 CD 1 brand သုံးလုံးမကြီးကွေနဲ့ပါသုံးလုံးမကြီးကွေနဲ့ကိုကျွန်တော်ဆိုလာသိမ်းမှန်နဲ့တက်ပေးထားတာပါအဲ့ဒီဟာလေးကတပေဘက်လေကို1 square feet ကို3000ပါခင်ဗျာကျွန်တော်တို့လေအား4ပေပေါ့လေအကျယ်4ပေအမြင့်5ပေရှိတယ်ပဒင်းပေါက်တစ်ပေါက်ဆိုလို့ရှိရင်အပေါ်မှာခေါင်းကွက်ကမှန်တရားတစ်ပေခေါင်းကမှန်တရားတစ်ပေအောက်က4ပေကတော့ကျွန်တော်နှစ်ရွက်ဖွင့်နေပေါ့နော်အဲ့ဒါမျိုးဆို4ပေ5ပေဆိုလို့ရှိရင်1 square feet ကို3000နဲ့တွက်လို့ရှိရင် square feet 20ပေါ့နော်4 5 20ဆိုတော့6သိန်းကြပါမယ်တစ်ပေါက်ကိုရန်ကုန်မြို့တွင်းဆိုလို့ရှိရင်9ပေါက်နဲ့အထက်ကိုတက်ဆင် BC ဆီလီကွန်အတွင်းပြင်ထိုးပြီးပေါ့နော်မိုးရေလုံမိုးအတွက်ကျွန်တော်2နှစ်အာမခံပေးထားပါတယ်2နှစ်အာမခံပေးထားပါတယ်2နှစ်တော့တွင်ဖြစ်တဲ့အဖွင့်ပိတ်မကောင်းတာမိုးရေမလုံတာဆိုတော့ကျွန်တော်2နှစ်တော့တွင်ဖြစ်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းဖို့လက်ခအခမဲ့ပြန်ပြီးတော့ဗီစာပေးပြန်လုပ်ပေးပါတယ်လုံးဝဘာဘိုးမှန်ပေးစရာမလိုပါဘူးခင်ဗျာရန်ကုန်မြို့တွင်းဆို9ပေါက်နဲ့အထက်ကိုတက်ဆင် BC ဝန်ဆောင်မှုပေးပါတယ်တချို့တွေကဘာဘိုးမှန်ထပ်ပေးစရာမလိုတက်ဆင် BC ဈေးလို့ပြောတာကိုကျွန်တော်တို့ကိုတဲယူစေးကားကထပ်ပေးရသေးလားဆိုပေးစရာမလိုပါဘူးခင်ဗျာဘာဘိုးမှထပ်ပေးစရာမလိုပါဘူးပေးခြင်းတပတ်ဆိုရင်ပေးပါခင်ဗျာပေးရင်တော့ထပ်ယူပါတယ်စတာပါကျွန်တော်တို့ဘာဘိုးမှပေးစရာမလိုပါဘူး1 square feet 3000မှာလက်ရှိပေါက်ဈေးပါဈေးနှုန်းကျလို့ရှိရင်လည်းကျွန်တော်တို့ပြန်ချပေးပါတယ်တက်ရင်လည်းတက်သေးပေါ့နော်ချရင်လည်းချသေးပါဒါကတော့ဒီနေ့ရဲ့ဈေးနှုန်းဖြစ်ပါတယ်ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာသားရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ Viber ဆိုလို့ရှိရင်39 439 3ခွင်646နောက်တစ်လုံးက39ခွင်9ခွင်299 589ဆက်သွယ်ပြီးတော့မှာယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်